လူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါတဲ့ချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်ဘာကုသိုလ်ပဲလုပ်ကုသိုလ်ဆိုတာသူခောပုံညတဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်အခြေအနေကောင်းနေအစာကောင်းတောက်ဖွယ်ရာတွေကျန်းမာစေတတ်တဲ့အစာအာဟာရတွေဆေးဝါးတွေဒါတွေမိဝဲသုံးဆောင်နေလို့ရှိရင်ကျန်းမာရေးဟာကောင်းတဲ့ကောင်းလာတယ်လို့ပဲလူတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေများပြားလာလို့ရှိရင်ထိုကုသိုလ်ကံရဲ့အကျိုးတရားတွေဟာပေါ်လာမှာပဲဖြစ်တယ်နော်သူခောပုံညတဥစ္စယောပုံညတကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာစုမိဆောင်းမိရှိခြင်းဟာသူခောချမ်းသာဒုက္ခရခြင်းအကြောင်းစစ်စစ်ဖြစ်တယ်လို့ဒီလိုဆိုလောကလူတွေကတော့တစ်မျိုးတွေးတယ်ချမ်းသာဖို့ဆိုတာတို့ပိုက်ဆံများများရှိရမယ်လို့တွေးကောင်းတွေးလိုက်မယ်ပိုက်ဆံရှိတိုင်းချမ်းသာသလားဆိုတော့ပိုက်ဆံရှိတိုင်းဘယ်ချမ်းသာမှာတော့ပိုက်ဆံရှိလို့ချမ်းသာတယ်ဆိုတာအဋ္ဌိဒုက္ခငါမှရှိတယ်ဆိုတဲ့အတွေးနဲ့ချမ်းသာတခုကဘောဂဒုက္ခစားရတဲ့ချမ်းသာကြွေးကင်းတဲ့အနန္တယဒုက္ခဒီချမ်းသာမျိုးလေးတွေတော့ရှိမှာပေါ့အဲ့ဒီချမ်းသာဟာတကယ်တော့အစစ်မှန်ချမ်းသာမဟုတ်ဘူးတည်တံ့ခိုင်မြဲတဲ့ချမ်းသာမဟုတ်ဘူးပိုက်ဆံရှိလို့တောကရောက်တဲ့လူတွေအများကြီးပဲပိုက်ဆံရှိလို့ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးကြည့်ငွေကြေးတနာများလာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်စိတ်ထဲမှာတောကတွေဖြစ်လာရနော်ချမ်းသာလေးလေးဆိုရင်တောကများလေးလေးဒီလိုဖြစ်လာအဲ့ဒါကြောင့်မလို့ချမ်းသာဒုက္ခဆိုတာငွေကြေးတနာကအပြည့်အဝမပေးနိုင်ဘူးငွေကြေးတနာကိုအပြည့်အဝပေးနိုင်တဲ့ချမ်းသာဆိုတာမရှိဘူးအမတန်မှရှားပါတယ်အပြည့်အဝမပေးနိုင်တကယ်ချမ်းသာအစစ်တောကကင်းပြီးတော့ရနိုင်တဲ့ချမ်းသာဒုက္ခအစစ်ဆိုတာကုသိုလ်ကောင်းမှုကသာပေးနိုင်တာဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာအနဝိဇ္ဇဒုက္ခလို့ဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာဟာတောကမပါတဲ့ချမ်းသာစိုးရိမ်စရာမရှိတဲ့ချမ်းသာဒီဘဝမှာသာချမ်းသာတာမဟုတ်ပဲနောက်ဘဝထီအောင်ဘဝဆက်တိုင်းချမ်းသာတဲ့ချမ်းသာအစစ်ကိုပေးနိုင်တာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသူခောပုံညတဥစ္စယောဘဝအဆင့်ကိုမြင့်တင်ပေးတတ်လို့ပုံညလို့ဆိုရတဲ့ကုသိုလ်ကောင်းမှုကိုမိမိတဏ္ဍာမှာရအောင်စီးပူအားထုတ်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတိုက်တွန်းတယ်ပုံညံစေပုရိသောဂိရာလူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါတဲ့နော်ချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်